လောကမှာသင်အတွက်အသက်မရှင်နဲ့ဖခင်အတွက်သက်ရှင်နောင်တတစ်သက်လုံးမရစေအောင်အာမင်အာမင်လူတွေလက်ခံဖို့မကြိုးစားနဲ့သင်ကိုဖခင်လက်ခံတယ်ဆိုတာသင်ဆွဲတာဆွဲဆိုတော့ဒီဗလာဘယ်ကျမ်းစာကြောင်းရထောက်ခံစာနဲ့မှအမှုတော်ဆောင်ဖြစ်လာတာမဟုတ်ဘယ်ဆရာတွေကမှတင်မြောက်လို့ဖြစ်လာလည်းမဟုတ်ဘူးအောင်မြင်လာမှဘုရားခင်ချီးမြှောက်ပြီးတော့လူတွေအရန်ပြောင်းလဲလာတဲ့ခါကျတော့မှလာပြီးတော့မှဆရာကိုဒေါက်တာဘွဲ့ပေးရှင်တာနဲ့အစတဲ့လမ်းဘေးမှာဟောလာတဲ့ကောင်ဒေါက်တာဘွဲ့ပေးလို့ဘာထုံးမှလဲလက်ကဒီဂုံနေဆိုတာသုံးစားလို့မရအောင်ဒီဂုံနေကဘာမှသုံးစားလို့မရအောင်ဒေါက်တာဘွဲ့ကြီးအိမ်ထဲမှာရှိတ်ထားပြီးကိုအပြင်လူတယောက်မှမပြောင်းလဲဘာလို့မှလဲရှက်ဆရာကြီးဖီးငုတ်တယ်အဲ့ဒီထဲမှာသင်မပါစင်းနဲ့လူတွေတင်မြောက်ပေးတဲ့ဂုံတွေပါတယ်လက်ကဂုံဆိုအလကားခင်ဗျဘုံပါလာရင်သင်ပြောတဲ့စကားမှာဝိတ်ပါတယ်ဘုံပါလာရင်သင်ပြောတဲ့စကားအနှစ်ရှိတယ်သူများထဲကိုရောက်သွားတယ်